ကိုကိုတိုင်းရေးတဲ့ secret တွေကိုကိုကိုတိုင်းဖန်တီးခြင်းနဲ့စိတ်ကိုကိုတိုင်း donation လုပ်ခြင်းနဲ့စိတ်ဖြစ်လာတယ်အဲ့ဒီတော့ကျွန်တော်ရွေးချယ်ရတော့တယ်ဘာလဲဆိုတော့ senior content writer အနေကျွန်တော် marketer ကိုသွားမှာလားဒါမှမဟုတ် donation ဘက်ကိုသွားမှာလားဆိုပြီးတော့ကျွန်တော်ရွေးချယ်ရတော့တယ်မင်္ဂလာပါကျွန်တော်နာမည်ကတော့အောင်ကိုမြတ်ပါ Next Step Marketing Agency ရဲ့ production အဘက်ဖြစ်ပါတယ်ကျွန်တော်ဒီ Next Step ကို2023ခုနှစ်9လပိုင်း23ရက်နေ့မှာစပြီးတော့ join ပါတယ်အခု2025 9လပိုင်း23ဆိုလို့ရှိရင်ကျွန်တော်2နှစ်ပြည့်ပြီပေါ့နော်ကျွန်တော် Next Step ကိုစတင်ဝင်လာတော့ Junior Content Writer ဘဝနဲ့ကျွန်တော်ဝင်လာတယ်6လလောက်ကြာတဲ့အခါမှာကျွန်တော် Senior ဖြစ်လာတယ်ပေါ့နော်Senior ဖြစ်ပြီးတော့6လလောက်ကြာတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်ဒီ content ရေးရတာနည်းနည်းလေးညီငွေလာတယ်ပေါ့အဲ့တော့ကျွန်တော် secret တွေပြောင်းရေးချင်လာတယ်အဲ့ဒီအခါကျွန်တော်ရဲ့ MD ကိုပြောလိုက်တော့ MD က secret တင်ထားပေးခဲ့secret တင်ထားပေးပြီးတော့ကျွန်တော်ရဲ့လူရင်းဆန္ဒအပြည့်သွားပြီလားဆိုလို့ရှိရင်တော့မပြည့်သေးဘူးပေါ့နော်လောဘအထက်ကြီးလာတယ်အဲ့ဒါဘာလဲဆိုတော့ကိုကိုတိုင်းရေးတဲ့ secret တွေကိုကိုကိုတိုင်းဖန်တီးခြင်းနဲ့စိတ်ကိုကိုတိုင်းဒီ production လုပ်ခြင်းနဲ့စိတ်ဖြစ်လာတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်ရွေးချယ်ရတော့တယ်ဘာလဲဆိုတော့ senior content writer အနေကျွန်တော် marketer ကိုသွားမှာလားဒါမှမဟုတ်ဒီ production ဘက်ကိုသွားမှာလားဆိုပြီးတော့ကျွန်တော်ရွေးချယ်ရတော့တယ်ဘာကြောင့်ရွေးချယ်ရလဲဆိုတော့ဒီအလုပ်ဆိုတာကကျွန်တော်တို့မတည်သေးသေးလောက်ရမယ့်အရာဖြစ်တယ်ဒါကြောင့်ကိုလုံးနေတဲ့အချိန်မှာပေါ့နော်အလုပ်ဆိုတာကိုယ်ပျော်ရွှင်ရတဲ့အလုပ်လည်းဖြစ်ရမယ်ကိုယ်ဝါသနာပါတဲ့အလုပ်လည်းဖြစ်ရမယ်တကယ်လို့များမဟုတ်ခဲ့ဘူးဆိုလို့ရှင်တော့ကျွန်တော်တို့ကသမင်းစားချိန်မျောရတာနဲ့အိမ်ပြန်ချိန်မျောရတာနဲ့လားစာထုတ်ချိန်ကိုမျောရတာနဲ့အလုပ်ထဲမှာဘယ်တော့မှ improvement ဆိုတာဖြစ်လာမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်ကိုဝါသနာပါပြီးတော့ကိုပျော်ရွှင်စေမဲ့အလုပ်ကဘာလဲဆိုတာကိုမေးခဲ့တယ်နောက်ဆုံးမှာကျွန်တော်ဒီ production ဘက်ကိုတွားကျင်နေဆိုတာကျွန်တော်လုံးဝအောင် decision ချလိုက်တယ်အဲ့ဒီခါကျွန်တော်ရဲ့ MD ကိုပြောလိုက်တော့ MD ကတကယ်ကိုမြန်မာနိုင်ငံမှာအကောင်းဆုံးဆိုရတဲ့ Creative Institute မှာပေါ့နော် subject နှစ်ခုကျွန်တော်ကိုထားပေးခဲ့အခုဆိုလို့ရှိရင်အဲ့ဒီ subject နှစ်ခုကလည်းသင်ပြီးသွားပြီအဲ့ဒီပညာရပ်တွေကိုလည်းအခုဆိုလို့ရှိရင်လုပ်ငန်းထဲမှာပေါ့နော်လက်တွေ့ကျကျကျွန်တော်အသုံးချနေပြီအခုအချိန်မှာလှုပ်ရတာဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင်ကိုပျော်ရွှင်ပြီးတော့ကိုဝါသနာပါတဲ့အလုပ်ကိုလုပ်နေရတဲ့အတွက်ကြောင့်မို့လို့အရန်ကို satisfy ဖြစ်တယ်နေ့ရက်တိုင်းကလည်းကျွန်တော်အတွက်လုံးဝကိုအောင်မြင်နေတဲ့နေ့ရက်လို့ပေါ့နော်ကျွန်တော်ခံစားရတယ်ဒါပေမဲ့ပြီးပြည့်စုံသွားတာတော့လုံးဝမဟုတ်ဘူးနေ့တိုင်းကတော့ကျွန်တော် landing လုပ်နေရပါတယ်ကျွန်တော်တို့တတိကကျွန်တော်တယောက်တည်းကိုဒီ supporting ပေးရလားဆိုလို့ရှိရင်တော့လုံးဝမဟုတ်ပါဘူးရုံးမှာရှိရပေါ့နော် HR အစ junior အစုံ MD ကသူတို့ဘာဖြစ်ချင်လဲဘာလုပ်ချင်တာလဲဘာတက်ချင်တာလဲအဲ့ဒီຢာတွေကိုမေးတယ်သူကနောက်ကနေလိုက်ပြီးတော့ supporting ပေးပါတယ်ကျွန်တော်တို့ဒီ creative field မှာပေါ့နော်လုပ်ချင်ကြတဲ့သူတွေပေါ့ဥပမာဒီ content writer တွေ designer တွေ editor တွေဒီ production ဘက်သွားချင်တဲ့သူတွေရှိခဲ့မယ်ဆိုလို့ရှိရင်လည်းပေါ့နော်တကယ်ကိုဒီတတိကောင်းရှိတဲ့လုပ်ငန်းထဲမှာလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Next Step Marketing Agency ကနေကြိုနေပါတယ်ကျွန်တော်တို့ Next Step Marketing Agency ကလည်းမကြာခဏပေါ့နော်ဝန်ထမ်းတွေခေါ်ပါတယ်လာလျှောက်လို့လည်းရပါတယ်လာလျှောက်တဲ့ဝန်ထမ်းတိုင်းကလည်းလုံးဝတိုးတက်စေရမယ်ဆိုတာကျွန်တော်လုံးဝအာမခံပါတယ်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးသွားတဲ့အတွက်ဒုတိယချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကတော့အောင်ကိုမြတ်ပါ Next Step Marketing Agency ရဲ့ Production Head တယောက်ပဲဖြစ်ပါတယ်